ဇလန်းအစမှာအဓိကဇက်ကောင်တွေသူတို့ရဲ့လုပ်ငန်းအတွက်အစင်သစ်ဖြစ်နေကြပါပြီ။အဲ့ဒီထဲမှာအမျိုးသားဆက်ဆောင်ဖြစ်တဲ့ဟန်ဂျီပြောင်းဟန်ဂျီဖျောင်းဆိုတဲ့လူငယ်တယောက်ရှိပါတယ်။သူ့မှာပဲစကားပြောဆက်တစ်လုံးရှိပြီးအဲ့ဒီဆက်ကသူ့အနာဂတ်မှာဖြစ်လာမယ့်အရေးကြီးတဲ့အကြောင်းအရာတွေကိုကြိုပြောပေးပါတယ်။ဒီနေ့ဂျီပြောင်းရဲ့ဆက်ကမင်းနှစ်ပေါင်းများစွာတည်ခဲ့တဲ့လူတစ်ယောက်ကိုဒီနေ့တွေ့မယ်။ဒါပေမဲ့သတိထားပါသူမကမင်းဘဝကိုပြောင်းလဲပြစ်နိုင်တယ်လို့ပြောပါတယ်။ဂျီပြောင်းကဒါကိုဟာတာလို့သာယူဆပြီးအပြင်ထွက်သွားပါတယ်မစ္စတာဂျီပြောင်းဟာဘယ်စတာထုတ်ကိုယင်းနှိမ့်မြုံနှံပါစေဘယ်တော့မှမကြရှုံးတဲ့စူပါညံကြီးရှင်ချစ်စရာကောင်းပြီးလှပတဲ့ယင်းနှိမ့်မြုံနှံသူကြီးတူဖြစ်ပါတယ်အခုချိန်မှာဂျီပြောင်းကစတာထုတ်ဆိုင်ရာဟောပြောပွဲတစ်ခုကိုတက်ရောက်နေပါတယ်စင်ပုံမှာသူနဲ့အတူအခြားလှပတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်သူမကဒုတိယအဓိကဇက်ကောင်အွန်အင်ဂျီဝါနင်ဂျီဖြစ်ပြီး morning group ရဲ့ဖြစ်ပါတယ်သူတို့နှစ်ယောက်ကပရိသတ်ရဲ့မေးခွန်းတွေကိုဖြေကြားနေပါတယ်ပရိသတ်ထဲကကောင်လေးတစ်ယောက်ကအင်ဂျီမင်းရဲ့ post အောက်ကမှတ်ချက်တွေကိုဖတ်ဖူးလာလို့မေးပါတယ်သူမကတရောတလိုမျိုးပြုံးပြီးဟုတ်တယ်ငါမှအမုန်းခံရသူတွေအများကြီးရှိတယ်ဆိုတာငါသိတယ်လို့ဖြေပါတယ်အဲ့ဒီအခါထိုင်ကုန်မှာထိုင်နေတဲ့မိန်းကလေးတစ်ယောက်ကမိုက်ခရိုဖုန်းကိုယူပြီးအွန်အင်ဂျီကိုသူမရဲ့ငယ်နာမည်ဖြစ်တဲ့ဆိုအင်ဂျီလို့ခေါ်ပါတယ်။အင်ဂျီအံ့အားသင့်သွားပြီးဒီမိန်းကလေးကငါငယ်နာမည်ကိုဘယ်လိုသိလဲလို့တွေးမိပါတယ်။ဒီမိန်းကလေးကဇလန်းရဲ့အဓိကဆက်ဆောင်ဆိုတဲ့မိစီတောင်းမိဖြစ်ပါတယ်။ဒဲမီကယုံကြည်မှုအပြည့်နဲ့မေးခွန်းထုတ်ပေမဲ့အင်ဂျီကသူမကိုပဲငေးကြည့်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမိန်းကလေးကဒဲမီရဲ့အမကြီးဖြစ်နေလို့ပါ။ဒီကနေလွန်ခဲ့တဲ့15နှစ်ကပြန်ကြည့်တဲ့မြင်ကွင်းတစ်ခုကိုပြသလိုက်ပါတယ်။ဒဲမီကသူမရဲ့အခန်းထဲမှာအမဆိုအင်ဂျင်နဲ့အတူထိုင်နေပြီးအပြင်ဘက်မှာမိဘတွေရန်ဖြစ်နေတဲ့အတန်ကိုကြားနေရပါတယ်ကိစ္စဟာကွာရှင်းပြက်ဆဲခြင်းထိရောက်သွားပါတယ်ဒဲမီရဲ့ဖခင်အလုပ်လုပ်တဲ့နေရာမှာသူ့အထက်လူကြီးကအရန်ဆိုးတဲ့လူဖြစ်ပြီးသူ့ကိုရိုက်နှက်လေးရှိပါတယ်အဖေကအလုပ်ထွက်ပြီးကိုပိုင်စီးပွားရေးလုပ်ချင်ပေမဲ့အမေကသဘောမတူခဲ့ပါဘူးနောက်တနေ့ကျောင်းကနေပြန်လာတဲ့အခါအဖွားဆိုင်ကနေအိမ်ပြန်ရောက်တော့အဖေကအထက်လူကြီးရဲ့ရိုက်နှက်မှုတံကိုမခံနိုင်တော့ပဲအလုပ်ထွက်လိုက်ပြီဆိုတာသိရပါတယ်အဖေကသူ့သမီးနဲ့ဇနီးကိုအရန်ချစ်ပေမဲ့သူတို့ခွဲခွာရတော့မယ်အမေကညီမနှစ်ယောက်ကိုမင်းတို့ဘယ်သူနဲ့နေမလဲလို့မေးပါတယ်ဒမ်မီကအဖေနဲ့နေဖို့ဆုံးဖြတ်ပြီးအင်ဂျီကအမေနဲ့လိုက်သွားပါတယ်တစ်ဖက်မှာဟန်ဂျီပြောင်းကညဘက်မိုးရွာနေတော့ဆူဆွတ်နေတာကိုအဖွားမြင်တွေ့ပြီးသူ့ကိုနေစရာနဲ့အစားအစာတွေပေးပါတယ်သူကအဲ့ဒီမှာပတ်စံများကြီးတွေ့ပေမဲ့မခိုးပါဘူးနောက်တနေ့အဖွားကပတ်စံတွေကိုမြင်ပြီးသူ့ကိုကောင်းလေးကောင်းလို့စတင်ခေါ်ပါတယ်နောက်တနေ့ဒဲမီကျောင်းကပြန်လာတဲ့အခါတယောက်ကသူ့နောက်ကိုလိုက်နေတယ်လို့ခံစားရပါတယ်။အဲ့ဒါကဟန်ဂျီပြောင်းမှာကြောက်သွားတဲ့ဒဲမီကအဖွားဆိုင်ကိုပြေးသွားပြီးငိုပါတော့တဲ့နောက်ပိုင်းအဖွားကဂျီပြောင်းကိုဒဲမီကအမနဲ့အမေနဲ့ဘလို့ခွဲခွာခဲ့ရပြီးဘလောက်ဝမ်းနဲ့နေရတယ်ဆိုတာပြောပြပါတယ်။အဖွားကဂျီပြောင်းကိုအကူအညီတောင်းပြီးမင်းသူ့ကိုစာရီရေးပေးပါမင်းကိုကြိုက်တယ်မင်းရဲ့တငယ်ချင်းဖြစ်ချင်တယ်လို့ပြောပါတယ်ဂျီပြောင်းကနန်တိုဆန်ဆိုတဲ့အမည်နဲ့စာကရေးပါတယ်ဒဲမီစာရတဲ့အခါအရန်ပျော်သွားပြီးပြန်စာလဲရေးပါတယ်အချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့ခင်မင်မှုကခိုင်မာလာပါတယ်ဒဲမီကသူ့စာပေးဖို့ဒိုဆန်နဲ့အရာအလုံးကိုမျှဝေပါတော့တယ်တနေ့မှာအင်ဂျီကအမေကပြန်အိမ်တောင်ကြပြီးအဖေအိမ်တောင်တစ်ကချမ်းသာတယ်ငါကနေရာကောင်းမှာပညာသင်မယ်ကောင်းကောင်းစားမယ်တင်းတင်းတဲ့ဘဝနေမယ်မင်းကအဖေနဲ့နေဖို့ဆုံးဖြတ်လိုက်တာမှားသွားပြီလို့ပြောပါတယ်ညီမနှစ်ယောက်ရန်ဖြစ်ကြပြီးအင်ဂျီကသူ့နာမည်ကိုဆိုအင်ဂျီကနေအွန်အင်ဂျီလို့ပြောင်းလဲပြီးအဖေအိမ်တောင်တစ်ရဲ့မျိုးရိုးနာမည်ကိုယူလိုက်ပါတယ်ပြီးတော့အင်ဂျီကအမေနဲ့အဖေအိမ်တောင်တစ်နဲ့အတူအမေရိကန်ကိုထွက်သွားပါတယ်လက်ရှိအချိန်ဟောပြောပွဲအပြီးမှာညီမနှစ်ယောက်မျက်နှာချင်းဆိုင်ဖြစ်နေကြပါတယ်။ဒဲမီကအမကအဖေနဲ့နေတာမှားတယ်လို့မထင်စေရဘူးလို့တွေးမိပြီးနည်းနည်းကြွားလိုက်တယ်။ငါလည်းစီးပွားရေးလုပ်နေတယ်ငါမှညံကြီးရှင်ပါတနာဒိုဆန်ရှိတယ်လို့ပြောတယ်။အင်ဂျီကငယ်ဘဝကစာပေဖို့ဒိုဆန်ကိုပြန်မှတ်ရသွားပြီးအိုးတကယ်လားဒါဆိုရင်ငါ networking ပွဲကိုလာခဲ့ရင်းနှီးမြှုပ်နှံသူတွေအများကြီးလာမယ်မင်းစီးပွားရေးအတွက်စိတ်ကူးကောင်းတွေရမယ်မင်းရဲ့ညံကြီးရှင်ပါတနာဒိုဆန်ကိုပါခေါ်လာခဲ့လို့ပြဟုတ်တယ်ဒီစကားကြောင့်ဒဲမီရဲ့မျက်နှာကဖြူပွေးသွားတယ်အင်ဂျီကဒဲမီလိမ့်နေတာကိုနားလည်သွားပြီးတယောလိုက်တယ်ဟောပြောပွဲမှာမင်းကအမေနဲ့လိုက်ဖို့ဆုံးဖြတ်တဲ့အကြောင်းမေးတယ်ငါနောင်တရလားငါနောင်တမရဘူးမင်းရဲ့စိတ်ကူးရင်ရီးစားဒိုဆန်လည်းရှိမှာမဟုတ်ဘူးဒီနေ့အထိမင်းကအဖွားရဲ့ပတ်စံနဲ့အသက်ရှင်နေတော့ပဲငါ့ကိုကြည့်ငါကကုမ္ပဏီတစ်ခုရဲ့စီးလို့ပြောပြီးကားထဲကိုတက်သွားတယ်ဒဲမီကဒေါသထွက်ပြီးကားရှိကိုလာရက်ကငါ networking ပွဲကိုလာမယ်ဒိုဆန်နဲ့အတူလာမယ်လို့ပြောလိုက်တယ်ပြီးတော့ဘတ်စကားမတ်တိုင်ကိုသွားပြီး social media မှာဒိုဆန်ကိုစတင်ရှာဖွေတဲ့တခါတရံရေမောပြီးတခါတရံအမကိုပြောခဲ့တဲ့စကားအတွက်ငိုမိပါတယ်အဝေးမှာထိုင်နေတဲ့ဟန်ဂျီပြောင်းကဒမီကိုမြင်ပြီးဒီမိန်းကလေးအဆင်ပြေရလားလို့တွေးမိတယ်။ပြီးတော့ဘတ်စကားမတ်တိုင်ကိုသွားပြီး social media မှာဒိုဆန်ကိုစတင်ရှာဖွေတဲ့တခါတရံရေမောပြီးတခါတရံအမကိုပြောခဲ့တဲ့စကားအတွက်ငိုမိပါတယ်။အဝေးမှာထိုင်နေတဲ့ဟန်ဂျီပြောင်းကဒမီကိုမြင်ပြီးဒီမိန်းကလေးအဆင်ပြေရလားလို့တွေးမိတယ်။ဂျီပြောင်းကဒမီဆိုတဲ့နာမည်ကိုဘယ်မှာကြားဘူးတာလဲလို့တွေးပြီးသူ့နောက်ကိုလိုက်တယ်။ဒမီကအဖွားစီသွားတယ်လွန်ခဲ့တဲ့15နှစ်ကအရာအလုံးကသူ့စီပြန်ရောက်လာတယ်ဒီ15နှစ်အတွင်းဒမီနဲ့သူ့အမရဲ့ဘဝမှာအပြောင်းလဲတွေရှိတယ်လို့ပဲဂျီပြောင်းရဲ့ဘဝမှာလည်းအလားတူဖြစ်ရမျိုးဖြစ်ခဲ့ပါတယ်။ဒမီအဖွားအတွက်သူဖွင့်ပေးထားတဲ့ဘဏ်အကောင့်သူ
သူကအဖွားရဲ့ဘဏ်အကောင့်ကိုလှုပ်ဝက်သုံးပြီးရင်းနှီးမြှုပ်နှံမှုကနေအမျက်ကောင်းကောင်းရခဲ့တဲ့တနေ့မှာအဖွားကဘဏ်ကိုသွားပြီးပတ်စံအကုန်ထုတ်လိုက်တယ်သူ့ငွေပမာဏကအဆများစွာတိုးသွားတာကိုတွေ့ရတယ်ဒါနဲ့သူမကပတ်စံအကုန်ထုတ်ပြီးအကောင့်ကိုပိတ်လိုက်တယ်အခုကြည်ပြောင်းတီအကြောင်းသိသွားတဲ့အခါစိတ်ပူပြီးအဖွားစီလာတယ်အဖွားကသူ့သားကိုပတ်စံတွေပေးနေတာကိုမြင်ပြီးအားအသင့်သွားတယ်ငါ့အတွက်ဘာဖြစ်မလဲလို့တွေးမိတယ်နောက်ပိုင်းအဖွားစီလာပြီးဒီလိုလုပ်ရတာဘယ်လိုနဲ့လုပ်နိုင်လဲအဲ့ဒီပတ်စံထဲမှာငါရဲ့ပင်ပန်းချွေတာထားတဲ့ပတ်စံလည်းပါတယ်မင်းကပတ်စံအကုန်လုံးကိုမင်းသားကိုပေးလိုက်တယ်လို့ပြောတဲ့အဖွားကအိမ်ထဲဝင်သွားပြီးသူ့ပတ်စံတွေကိုယူလာကငါသားကိုငါပတ်စံပဲပေးခဲ့တာဒါမင်းရဲ့ပတ်စံလို့ပြောတယ်ကြီးပြောင်းရှက်သွားပြီးအဖွားကိုတောင်းပန်တဲ့ထို့နောက်ဆိုးကိုသွားဖို့ဘူတာယုံမှာထိုင်နေတော့အဖွားကသူ့စီလာပြီးဖက်နှက်အစ်စ်တွေပေးတယ်သူကညှင်းဆန်တယ်ဒါနဲ့အဖွားကကိုယ်တိုင်ဆွတ်ပေးတယ်သူကအဖွားကိုတယောက်ယောက်ကိုဖက်နှက်ပေးရင်သူတို့မင်းစီကနေထွက်ပြေးသွားလိမ့်မယ်လို့ပြောတယ်အဖွားကမင်းဒီကနေသွားပါမင်းစီးပွားရေးအောင်မြင်တဲ့သူဖြစ်လာရင်ပြန်မလာနဲ့ဒါပေမဲ့မင်းငါ့ကိုလိုအပ်လာရင်ငါစီပြန်လာရမယ်လို့ပြောတယ်ပြီးတော့ကြည်ပြောင်းကအဖွားကိုနှွေးထွေးစွာဖက်ပြီးထွက်ခွာသွားတယ်ယနေ့15နှစ်အကြာမှာသူကအဖွားကိုမြင်ပြီးစိတ်လှုပ်ရှားသွားတယ်အဖွားရဲ့ဗန္ဒာရေးအခြေအနေအရန်ဆိုးရွားနေတာကိုသူမြင်ရတယ်သူမကအသက်ကြီးပေမဲ့ဒဲမီအတွက်စူးစမ်းအလုပ်လုပ်နေတယ်ဒီကနေဒဲမီကသူ့မြေဖြစ်မှန်သူနားလေတယ်ဒဲမီကအဖွားကိုအရာအလုံးပြောပြတယ်ပြီးတော့ငါဒိုဆန်ကိုဘလို့မှရှာတွေ့ရမယ်အင်ဂျီကိုငါဆုံးဖြတ်ချက်ကမမဘူးဆိုတာပြရမယ်လို့ပြောတယ်အဖွားကအံ့ဩသွားတယ်ဒဲမီကဒိုဆန်ကိုမေ့သွားပြီလို့ထင်ခဲ့လို့ပါဒဲမီထွက်သွားပြီးနောက်ဟန်ဂျီပြောင်းကအဖွားစီလာတွေ့တယ်အဖွားကသူ့ကိုချက်ချင်းမမိတယ်သူတို့အများကြီးစကားပြောကြတယ်ထွက်ခွာခါနီးကြည်ပြောင်းကသူ့အမိကက်ကိုပေးပြီးဘာလို့လို့အဲ့ရင်ပြောပါဝမ်းသာစွာလုပ်ပေးပါမယ်လို့ပြောတဲ့အဖွားကမင်းအတွက်ငါမှအလုပ်ဘယ်တော့မှရှိမှာမဟုတ်ဘူးလို့ပြောတယ်တစ်ဖက်မှာဒဲမီကဆိုရှယ်မီဒီယာမှာဒိုဆန်ကိုရှာနေတော့မင်းငါဘဝတည်းရောက်တော့ငါအရန်ပျော်ခဲ့တယ်အဖေရုတ်တရက်တည်ဆုံမှုကြောင့်ငါကျိုးပဲ့သွားပေမဲ့မင်းရဲ့စာတွေကငါ့ကိုအများကြီးအားပေးခဲ့တယ်ဒါကြောင့်မင်းကိုဘယ်တော့မှမင်းမရဘူးမင်းကိုရှာဖို့အကောင်းဆုံးကြိုးစားမယ်လို့တွေးမိတယ်နောက်မြင်ကွင်းမှာအဲ့ဒီမျိုးထဲမှာရှိတဲ့ဒိုဆန်ဆိုတဲ့ကောင်လေးတယောက်ကိုပြသထားပါတယ်သူကကုတ်ရေးရမှာကျွမ်းကျင်သူဖြစ်ပြီးဘယ်ဟက်ကမှသူနဲ့မရှင်နိုင်ပါဘူးသူကသူ့တငယ်ချင်းတွေနဲ့တူသူ့စီးပွားရေးစိတ်ကူးကိုလှုပ်ဆောင်နေပါတယ်တစ်ဖက်မှာအဖွားကဓမီသတင်းစာတွေမှာတခုခုရှာနေတာကိုမြင်ပြီးဘာလုပ်နေတာလဲလို့မေးတယ်ဒိုဆန်ကိုရှာနေတာလို့ပြန်ဖြေတယ်သူ့အရေးသားအရဒီနာကလူပဲလို့ပြောတယ်အဖွားကသူ့ကိုတားဖို့အချိန်ချင်းကြိုးစားပြီးသူကအရင်လိုပဲညံကြီးရှင်ခယူးဆိုင်တက်တဲ့သူမဟုတ်တော့ဘူးလူရှုံးလည်းဖြစ်နိုင်တယ်ဒါဆိုရင်မင်းမလုပ်မလဲဒါကြောင့်သူ့ကိုရှာတာရက်ပြီးမေးလိုက်ပါလို့ပြောတယ်ဒါပေမဲ့ဒဲမီကသူ့ကိုဘယ်လိုမေးရမလဲသူကငါအတွက်အရန်ထူးဆန်းပဲငါသူ့ကိုတေချာရှာတွေ့မယ်အင်ဂျီလဲမကြခင်အမေရိကန်ကိုပြန်သွားတော့မယ်အဖေနဲ့နေဖို့ငါဆုံးဖြတ်ချက်ကမမဘူးဆိုတာသူ့ကိုပြရမယ်ဒါကြောင့်မင်းငါကိုအားပေးရမယ်လို့ပြောတယ်တစ်ဖက်မှာဟန်ဂျီပြောင်းကရုံးကိုပြန်သွားပြီးဒဲမီနဲ့အဖွားအကြောင်းတွေးနေသေးပါသူ့ဝန်ထမ်းကဧည့်သည်တယောက်အကြောင်းပြောပြတယ်အဖွားကသူ့စီလာတွေ့တယ်မင်းအတွက်အလုပ်တစ်ခုရှိတယ်လို့ပြောတယ်ဂျီပြောင်းကရိုးရှင်းတဲ့အလုပ်လို့ထင်ပေမဲ့အဖွားကဒဲမီအတွက်တကယ်ဒိုဆန်ကိုရှာဖို့တိုက်ရိုက်ပြောလိုက်တယ်ဂျီပြောင်းအံ့အားသင့်သွားတယ်ဘာဖြစ်လို့လဲဆိုတော့သူကတကယ်ဒိုဆန်ကိုဘယ်တော့မှမတွေ့ဘူးသတင်းစာမှာနာမည်ပဲမြင်ဘူးတယ်အဖွားကိုဘာကြောင့်သူ့ကိုရှာချင်တာလဲလို့မေးတယ်ဒဲမီကအင်ကြဒီကိုရီးစားကိုပွဲကိုခေါ်လာမယ်လို့ဂရီပေးထားတာကြောင့်လို့အဖွားကပြန်ဖြေတယ်ဂျီပြောင်းအံ့အားသင့်ပြီးဒဲမီကသူ့ရီးစားကိုခေါ်သွားမှလားလို့ပြောတဲ့အဖွားကသူ့မှာရီးစားမရှိဘူးသူကသူ့စာပေပေါ်ဒိုဆန်ကိုရီးစားလို့သတ်မှတ်ထားတာဒါကြောင့်မင်းကငါအလုပ်ကိုလုပ်ရမယ်လို့ပြောတယ်ကြည်ပြောင်းကအဖွားကိုညင်းမပြနိုင်ဘူးဒါကြောင့်ဒိုဆန်ကိုရှာဖို့သဘောတူလိုက်တယ်ပြီးတော့သူ့အဖွဲ့ကိုနန်ဒိုဆန်ကိုရှာဖို့ပြောလိုက်တယ်ရှာပြီးတဲ့အခါနန်ဒိုဆန်ဟာသူ့အဖွဲ့ငယ်ဆမ်ဆန်တိုက်နဲ့ကုတ်ရေးတဲ့အလုပ်တွေလုပ်နေတဲ့ပါရမီရှင်ပရိုဂရမ်မာတယောက်ဆိုတာတွေ့ရတယ်ပြီးတော့ကြည်ပြောင်းသူစီသွားတွေ့တဲ့အခါတကယ်နန်ဒိုဆန်ကရိုးရိုးရှင်းရှင်းကောင်းလေးတယောက်ဖြစ်ပြီးမချောတဲ့အတွက်ကြည်ပြောင်းနည်းနည်းစိတ်ပြတ်သွားတယ်နောက်တနေ့သူကအဖွားစီသွားပြီးတကယ်ဒိုဆန်ကအရန်ရိုးရှင်းရှင်းဆင်းရဲပြီးလုံးဝမချောဘူးလို့ပြောတယ်ဒဲမီကသူ့ကိုသူ့ရဲကောင်းတယောက်လို့သတ်မှတ်ထားတာကြောင့်အဖွားစိတ်ပူသွားတယ်ဒိုဆန်ကသူ့စီးပွားရေးအတွက်ရင်းနှီးမြှုပ်နှံမှုလိုအပ်နေတယ်ဒါကြောင့်ပတ်စံမရှိလို့သူ့ပစ္စည်းအချို့ကိုရောင်းရန်ကြော်ညာတင်လိုက်တယ်အဲ့ဒီထဲမှာကြော်ကြားတဲ့ဘောလုံးတစ်လုံးလည်းပါတယ်ကြည်ပြောင်းကအဖွားကိုဒဲမီကဒိုဆန်ကိုဘယ်တော့မှရှာမတွေ့နိုင်ဘူးဒါကြောင့်သူ့ကိုမေးလိုက်ဖို့ပြောတယ်ငါက permission ဆိုတော့ငါရှာတွေ့တယ်လို့ပြောတယ်အခု social media မှာဒိုဆန်ကိုနေရာတိုင်းရှာနေတဲ့ဒဲမီလည်းအဲ့ဒီဘောလုံးရောင်းတဲ့ကြော်ညာကိုမြင်ပြီးအဲ့ဒီမှာဒါကကြော်ကြားတဲ့ baseball ကစားသမားတစ်ယောက်လက်မှတ်ရေးထိုးပြီးငါနာမည်ကိုရေးထားတဲ့ဘောလုံးမှာဒီကစားသမားရဲ့ပရိသတ်ဆိုရင်ဝယ်နိုင်ပါတယ်လို့ရေးထားတယ်ဒိုဆန်ရဲ့ email လိပ်စာလည်းပါတယ်ဒါနဲ့ဒဲမီကချက်ချင်း message ပို့ပြီးဘောလုံးရဲ့အထောက်အထားကိုတောင်းတဲ့သူကငယ်ဘဝကသတင်းစာမှာရိုက်နှိပ်ထားတဲ့ဓာတ်ပုံကိုပြတယ်ဒဲမီမှာလည်းအဲ့ဒီဓာတ်ပုံရှိတယ်ဒါနဲ့ဒါကဒိုဆန်ပဲဆိုတာအတီးပြုတ်သွားတယ်သူမအရန်စိတ်လှုပ်ရှားသွားပြီးအဖွားကိုဖုန်းနဲ့ဒိုဆန်ကိုတွေ့ပြီးသူနဲ့နေ့လည်စာတူစားမယ်လို့ပြောတယ်အခုအဖွားကကြီးပြောင်းကိုမင်းကဒဲမီရှာမတွေ့နိုင်ဘူးလို့ပြောတယ်ဒါပေမဲ့သူမဒိုဆန်ကိုတွေ့ပြီးနေ့လည်စာတူစားတော့မယ်လို့ပြောတယ်ဒီစကားကြောင့်ကြီးပြောင်းအံ့အားသင့်သွားတယ်နောက်မြင်ကွင်းမှာဒိုဆန်ကဘောလုံးနဲ့အတူ
ဒဲမီစီသွားဖို့ပြင်ဆင်နေတော့ဒဲမီစီက message ရတယ်မင်းကိုအရန်လွှမ်းတယ်ငါနာမည်ကဒဲမီလို့ရေးထားတယ်ဒါကိုဖတ်တဲ့ဒိုဆန်နည်းနည်းအံ့ဩသွားပြီးဒီမိန်းကလေးငါကိုအရင်ကတည်းကတီလာလို့တွေးမိတယ်သူကဒဲမီရှိကိုသွားတော့မဲ့အချိန်မှာကြီးပြောင်းကသူ့ကိုအဲ့ဒီကနေဆွဲခေါ်သွားတယ်ဒိုဆန်ကြီးပြောင်းကိုမြင်တော့အံ့ဩသွားတယ်ဘာဖြစ်လို့လဲဆိုတော့သူကကြီးပြောင်းရဲ့ပြိတ္တဖြစ်နေလို့ပါသူကကြီးပြောင်းကိုသူ့ပြောချက်မှာရင်းနှီးမြုပ်နှံဖို့အီးမေးလ်ပို့ထားဖို့တယ်သူကကြီးပြောင်းကိုစီးပွားရေးအစီအစဉ်အကြောင်းပြောဖို့လာတာလားလို့မေးတယ်ကြီးပြောင်းကဟုတ်တယ်လို့ဖြေပြီးသူ့ကိုကော်ဖီဆိုင်တစ်ခုစီခေါ်သွားတယ်ဒဲမီကအကြာကြီးဆောင်ပြီးနောက်အဲ့ဒီကနေထွက်သွားတယ်အဲ့ဒီမှာကြီးပြောင်းကသူ့ကိုမိန်းကလေးတစ်ယောက်ကမင်းရဲ့စာတွေကို15နှစ်ကြာဖတ်နေတယ်အဲ့ဒီစာတွေကတကယ်တော့ငါရေးတာလို့ပြောတယ်ဒိုဆန်အံ့အားသင့်သွားတယ်ကြီးပြောင်းကမင်းတွေ့တော့မဲ့မိန်းကလေးရဲ့နာမည်ကဒဲမီသူမကမင်းကိုစာရေးခဲ့တယ်ဒါကြောင့်ဒါတွေကိုဖတ်တင်တယ်လို့ပြောတယ်ပြီးတော့ဒဲမီစီကဒိုဆန်စီ message ရောက်လာတယ်ငါအလုပ်တွေများနေလို့မလာနိုင်ဘူးတောင်းပန်ပါတယ်လို့ရေးထားတယ်ဒီနောက်ကြီးပြောင်းကဒိုဆန်ကိုဒဲမီရှိမှာ networking ပွဲပြီးတဲ့အထိခဏတာအတူအယောင်ရေးစားပါတနာလုပ်ဖို့ကန့်လန့်တယ်ဒီအလုပ်အတွက်မင်းကိုပတ်စံဘယ်လောက်ဖြစ်ပေးမယ်လို့ပြောတယ်ဒါပေမဲ့ဒိုဆန်ကမင်းငါတို့စီးပွားရေးအစီအစဉ်ကိုကြည့်ပြီးငါတို့ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံတင်တယ်လို့ပြောတယ်ကြီးပြောင်းကညှင်းဆန်ပြီးမင်းကုမ္ပဏီကအစအစစ်မှရှိတယ်ဒါကြောင့်အောက်ငါရင်းနှီးမြှုပ်နှံလို့မရဘူးဒါပေမဲ့ငါတေချာကူညီမယ်လို့ပြောတယ်နောက်ဆုံးဒိုဆန်သဘောတူလိုက်တယ်ဒဲမီအိမ်ပြန်ရောက်တဲ့အခါအဖွားစီကလက်ဆောင်တစ်ခုရတယ်အဝတ်တစ်နဲ့ဖနက်တွေပါတဲ့အဖွားကဒီအဝတ်နဲ့မင်းအရန်လာမယ်လို့ပြောတယ်နောက်တနေ့ဒဲမီကဒိုဆန်ကို message ပို့တယ်ငါအမရဲ့ပွဲကိုမင်းနဲ့အတူလာနိုင်မလားဒိုဆန်ကသူမရဲ့စာတွေကိုဖတ်ပြီးဒဲမီအပေါ်ဆွဲဆောင်မှုခံစားရတယ်ဒါကြောင့်အဲ့ဒီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်တစ်ဖက်မှာဒဲမီကပွဲကိုရောက်တယ်သူမကစိတ်လှုပ်ရှားနေပြီးကြောက်ရွံ့စွာထိုင်နေတယ်ကြီးပြောင်းသူ့ကိုဒီလိုမြင်တော့သူ့စီသွားတော့မယ်ဒါပေမဲ့သူကဒိုဆန်သူ့စီလာနေတာကိုမြင်တယ်သူကကြောက်ရွံ့စွာပွဲခန်းမထဲကိုဝင်လာတယ်ဒဲမီကသူ့ကိုမြင်တော့အံ့အားသင့်သွားတယ်ဘာဖြစ်လို့လဲဆိုတော့15နှစ်ကြာသူမကစိတ်ကူးရင်ဆန်းတဲ့ချောမောလှပတဲ့ချစ်စရာကောင်းတဲ့စာပေဖော်တယောက်ကိုတွေးထားခဲ့တာသူရှိမှရက်နေတဲ့သူကရှုပ်ထွေးနေတဲ့ programmer အမျိုးအစားကောင်းလေးတယောက်ပါသူကဒဲမီကိုငါနောက်ကျသွားလားလို့မေးတယ်ဒဲမီကမဟုတ်ဘူးမင်းအချိန်မှန်လာတယ်လို့ဖြေတယ်ပြီးတော့ဒဲမီကဂုံယူစွာအမစီသွားပြီးငါပါတနာနန်ဒိုဆန်နဲ့မိတ်ဆက်ပေးပါရစေလို့ပြောတယ်အင်ဂျီရဲ့မျက်နှာကဖြူဖွေးသွားတယ်ပြီးတော့သူမကဒိုဆန်ကိုမင်းရဲ့စီးပွားရေးအတွက်ရန်ပုံငွေစပြီလားလို့မေးတယ်ဒိုဆန်နည်းနည်းစိတ်လှုပ်ရှားသွားတယ်ဒါနဲ့ဒဲမီကသူ့ကိုလုံခြုံမှုပေးဖို့လက်ကိုကင်လိုက်တယ်ဒီအချိန်မှာကြီးပြောင်းကရောက်လာပြီးငါသူတို့စီးပွားရေးကိုရန်ပုံငွေထောက်ပံ့မယ်လို့ပြောပြီးဒိုဆန်ကိုအဲ့ဒီကနေခေါ်သွားတယ်ဒဲမီရဲ့အမေလည်းသူ့စီလာပြီးမင်းကိုတွေ့ရတာအရန်ပျော်တယ်လို့ပြောတယ်ဒဲမီကဟုတ်တယ်ငါအဖေကိုရွေးချယ်လို့အရန်ပျော်တယ်အင်ဂျီစီဖြစ်အောင်မြင်ရင်ငါလည်းစီးပွားရေးစတော့မယ်ငါကအင်ဂျီထက်ပိုအောင်မြင်မယ်လို့ကိုယုံကြည်တယ်လို့ပြောတယ်အမေကကံကောင်းပါစေလို့ဆုတောင်းပေးတယ်ဒဲမီစိတ်လှုပ်ရှားသွားပြီးအပြင်ထွက်သွားတယ်ကြီးပြောင်းသူ့ကိုဒီလိုမြင်တော့ဒိုဆန်ကိုသူ့ကားတော်တွေပေးပြီးဒဲမီကိုအိမ်ပြန်ပို့ဖို့ပြောတယ်ဒါနဲ့ဒိုဆန်ကအပြင်ထွက်ပြီးဒဲမီကိုကားထဲထိုင်ဖို့ပြောတယ်ပြီးတော့ဒဲမီနဲ့ဒိုဆန်ဒဲမီကမင်းတီလားမင်းရဲ့စာတွေကငါ့ကိုအမြဲအားကောင်းစေခဲ့တယ်လို့ပြောတယ်ပြီးတော့သူတို့နှစ်ယောက်အစားသွားစားကြတယ်ကြီးပြောင်းကသူတို့နှစ်ယောက်ကိုလှုပ်ဝက်လိုက်နေတယ်ဒဲမီကဒိုဆန်ကိုသူကြိုက်တဲ့အကြောင်းမေးတယ်ဒိုဆန်ကသူ့အကြောင်းကိုပြောပြတယ်ဒဲမီကမင်းကစိတ်ဝင်စားစရာကောင်းပြီးမိုက်တဲ့ကောင်လေးလို့ပြောတယ်ဒိုဆန်ပြောသွားတယ်သူကဒဲမီရဲ့စာတွေမှာပါတဲ့အကြောင်းအရာတွေကိုပြန်မှတ်ရတယ်သူ့အဖေတော်သူ့ကိုမယုံဘူးဒါပေမဲ့ဒီမင်းကလေးမသိတဲ့သူကသူ့ကိုဘာမဆိုလုပ်နိုင်တယ်လို့ယုံကြည်မှုအပြည့်ရှိတယ်လို့တွေးမိတယ်ဒါနဲ့သူမအပေါ်ဆွဲဆောင်မှုခံစားရပြီးသူ့ကက်ကိုပေးပြီးငါမှရီးစားမရှိဘူးလို့ပြောတယ်ဒဲမီပြောသွားတယ်ဘယ်လောက်တိုက်ဆိုင်လဲငါမှလည်းရီးစားမရှိဘူးလို့ပြောတယ်ဒိုဆန်ကမင်းငါ့ကိုအချိန်မရွေးခေါ်လို့ရတယ်ဒါမှမဟုတ်တွေးဖို့ပြောလို့ရတယ်လို့ပြောပြီးဘောလုံးကိုလည်းပေးလိုက်တယ်နောက်တနေ့ဒဲမီကအဖွားနဲ့အတူထိုင်ပြီးငါဒိုဆန်ကိုပွဲမှာတွေ့ခဲ့တယ်လို့ဝမ်းသာစွာပြောပြတယ်အဖွားကပြုံးတယ်ဒါပေမဲ့တကယ်စာတွေကကြီးပြောင်းရေးတာဆိုတာ तू မသိတယ်တစ်ဖက်မှာအင်ဂျီရဲ့မိထွေးဖခင်ကသူ့ကိုကုမ္ပဏီယာတို့ကနေနှုတ်ထွက်ပြီး American ကုမ္ပဏီကိုလွှဲပြောင်းယူဖို့ပြောတယ်ငါဒီကုမ္ပဏီကိုမင်းမိထွေးအကူကိုပြီးတော့မယ်လို့ပြောတယ်အင်ဂျီအရန်နာကျင်ပေမဲ့တိတ်ဆိတ်နေတယ်နောက်မြင်ကွင်းမှာဒဲမီကဒိုဆန်စီသူ့ရုံးကိုလာမယ်လို့ message ပို့တယ်အခုကြီးပြောင်းကဒါကိုဖတ်ပြီးဒိုဆန်ကိုမင်းရုံးရဲ့အခြေအနေကိုမြင်ရင်သူမစိတ်ပူမယ်ဒါကြောင့်ငါအိမ်ကိုရုံးဖြစ်သုံးဖို့နဲ့ငါဝတ်တွေကိုပါပေးမယ်ဒဲမီရှိမှာမင်းကောင်းကောင်းပေါအောင်လို့ပြောတယ်ဒဲမီကဒိုဆန်ကိုငွေဆောင်တဲ့အပင်ကိုလက်ဆောင်ပေးပြီးဒါကပတ်စံဆွဲတဲ့အပင်မင်းကိုကံကောင်းခြင်းတွေဆောင်ပေးလိမ့်မယ်လို့ပြောတယ်ပြီးတော့ငါအလုပ်ထွက်လိုက်ပြီးအခုငါမင်းနောက်လိုက်ပြီးစီးပွားရေးစိတ်ကူးတွေတင်းယူမဲလို့ပြောတယ်ကြီးပြောင်းစိတ်ပူသွားတယ်ဒီလိမ်ညာမှုကိုဘယ်လိုဆက်လုပ်မလဲလို့တွေးမိတယ်နောက်မြင်ကွင်းမှာအင်ဂျီကအစည်းအဝေးကိုလာပြီးသူ့အဖေနဲ့မိထွေးအကူကိုမင်းဆက်ဖြစ်မယ်မင်းပါတိလဲလို့ပြောတယ်ပြီးတော့အဖေကိုငါဒီမှာလှုပ်လှုပ်မယ်လို့ပြောပေမဲ့အဖေကဒီကုမ္ပဏီရဲ့ share အားလုံးကငါပိုင်ဆိုတော့မင်းကစကားနားထောင်ရမယ်လို့ပြောတယ်အင်ဂျီအရန်စိတ်ပြတ်သွားပြီးအခုငါကိုယ်ပိုင်စူးစမ်းမှုနဲ့သူ့ကိုတခုခုပြရမယ်လို့တွေးပြီးထွက်သွားတယ်နောက်မြင်ကွင်းမှာကြီးပြောင်းကဒိုဆန်ကိုပတ်စံပေးရင်အခုဒါကုန်ပြီးအောင်လုပ်ရမယ်ဒဲမီရဲ့အဖွားကသူ့ကိုအမှန်တရားအကုန်ပြောမယ်လို့ပြောတယ်ဒိုဆန်ကဒီလိမ်ညာမှုကိုဆက်လုပ်လို့မရဘူးလား
အမှန်တရားသိရင်ဒဲမီရဲ့နှလုံးသားကွဲမှာကိုစိုးရိမ်တယ်လို့ပြောတယ်ကြည်ပြောင်းကဒီလိမ်ညာမှုကိုကြာမလုပ်နိုင်ဘူးမင်းမှာစီးပွားရေးစိတ်ကူးမရှိဘူးဒါကြောင့်ငါမင်းနဲ့အလုပ်မလုပ်ဘူးလို့ပြောတယ်ဒီအချိန်မှာဒိုဆန်ရဲ့တငယ်ချင်းတွေသူတို့မိုဘိုင်းဖုန်းပေါ်မှာတခုခုမြင်ပြီးရုတ်တရက်ငိုကြွေးလာကြတယ်ကြည်ပြောင်းကရက်တံပြီးငိုတာကဘာမှမဖြစ်ရှင်းနိုင်ဘူးလို့ပြောတယ်သူတို့ကမင်းပြောတာကြောင့်ငိုတာမဟုတ်ဘူးဝမ်းသာလို့မျက်ရည်တွေငါတို့ခတာပြိုင်ပွဲမှာပထမနေရာရခဲ့တယ်လို့ပြောတယ်ကြဒီပြောင်းမယုံဘူးဒါကြောင့်ရလက်ကိုယ်တိုင်စစ်တယ်ဒိုဆန်ကငါတို့ဘာမဆိုလုပ်နိုင်တယ်ဆိုတာမင်းမြင်တယ်ဒါကြောင့်မင်းငါတို့ကိုထောက်ပံ့ရမယ်လို့ပြောတယ်ကြည်ပြောင်းသဘောတူတယ်ဒိုဆန်ကအဖွားစီသွားပြီးဒဲမီကိုအမှန်တရားမပြောသင့်ဘူးလို့ပြောတယ်သူမမသိအောင်အကောင်းဆုံးကြိုးစားမယ်လို့ပြောတယ်အဖွားကဘာကြောင့်ဒီလိုလုပ်တာလဲလို့မေးတယ်မင်းကငါ့ကိုကောင်းကောင်းမွန်မွန်ကူညီခဲ့လို့မင်းကြောင့်ဒါတွေလုပ်နေတာလို့ဖြေတယ်အဖွားကတယောက်ယောက်ကိုလှည့်စားစမ်းပါလို့ပြောတယ်သူကဒိုဆန်နဲ့တွေ့ဆုံခြင်းကသူမရဲ့အကြီးမားဆုံးအိမ်မက်အကြီးမားဆုံးပျော်ရွှင်မှုပါမင်းသူမပျော်ရွှင်စေချင်တာမဟုတ်ဘူးလားလို့မေးတယ်အဖွားကငါအဲ့ဒါမလိုချင်ဘူးဒါပေမဲ့ငါကောင်းမှုကြောင့်မင်းဒါတွေအကုန်လုံးနေတာကိုလည်းငါမလိုချင်ဘူးလို့ပြောတယ်တစ်ဖက်မှာဒိုဆန်ကသူ့တငယ်ချင်းတွေကိုငါဒဲမီကိုကြိုက်တယ်ဒါကြောင့်သူမနဲ့ဆက်ဆံရေးကိုဆက်လုပ်ချင်တယ်လို့ပြောတယ်နောက်မြင်ကွင်းမှာဒဲမီကအဖွားကိုသူမလုပ်ချင်တဲ့စိတ်ကူးမျိုးမျိုးကိုတင်ပြတယ်ဒါပေမဲ့အဖွားကစီးပွားရေးလုပ်ဖို့ဘယ်လောက်ခက်ခဲလဲပြောပြတယ်သူ့ကိုယ်ပိုင်သားအောင်စီးပွားရေးအိမ်မက်နဲ့ကွယ်လွန်သွားခဲ့တာပဲဒါပေမဲ့အခုစီးပွားရေးလုပ်တာတိတ်မခက်ဘူးလို့ဒဲမီကပြောတယ်နောက်မြင်ကွင်းမှာဒဲမီကဆန်ဘတ်ကိုသွားပြီးဆူဂျန်ဆိုတဲ့ဇက်ကောင်အတင်းနဲ့ထိတ်တိုက်တွေ့တယ်။သူမကရှိနေတယောက်ပါသူတို့နှစ်ယောက်စလုံးကဆန်ဘတ်ကဆိုတဲ့စာအုပ်ကိုကြိုက်ကြပြီးဘယ်သူမှစာအုပ်ကိုလက်လွတ်ဖို့ဆန္ဒမရှိဘူး။ဒဲမီကမျက်စိမိတ်ပြီးတခုခုကိုကြည့်ကငါမင်းကိုသူညတပေးမယ်ဒီစာအုပ်ကိုပေးပါလို့ပြောတယ်ဆူဂျန်ကငါသူညတပေးမယ်စာအုပ်ကိုထားခဲ့လို့ပြန်ပြောတယ်ဒဲမီကဝမ်းသာစွာစာအုပ်ကိုပေးပြီးပတ်စံယူကဒီစာအုပ်ရဲ့နောက်တစ်အုပ်ကိုကောက်ယူပြီးအဲ့ဒီကနေထွက်တက်သွားတယ်ဒီနောက်ဆိုချမ်းကသူမဘလို့လှည့်စားခံလိုက်ရမှန်းနားလဲသွားတယ်ပြီးတော့ဒဲမီနဲ့ဒိုဆန်လည်းအဲ့ဒီမှာတွေ့ကြတယ်သူတို့နှစ်ယောက်အပြင်ထွက်လာတဲ့အခါဒဲမီကဒိုဆန်ကိုသူ့ကားပင်မှာလဲလို့မေးတယ်သူကငါမနေ့ညကငါတငယ်ချင်းချိုလန်အိမ်မှာအိတ်ခဲလို့ကားကအဲ့ဒီမှာပဲထားခဲ့တယ်လို့ပြောတယ်ဒဲမီကမင်းမွေးနေ့ကမနှက်ပြန်ဟုတ်လားဒါဆိုရင်ဘာစီစဉ်ထားလဲမင်းကတခါပြောခဲ့တဲ့မင်းဆန္ဒကိုမှတ်မိလားလို့ပြောတယ်ဒိုဆန်ကဘာမှမမှတ်မိပေမဲ့ဟုတ်တယ်လို့လုပ်ပြီးသူမကဘတ်စကားပေါ်တက်သွားတယ်ဒိုဆန်လည်းဘတ်စကားနောက်ကိုပြေးပြီးရက်ကသူမနဲ့အတူထိုင်လိုက်တယ်သူမကဘာဖြစ်လို့လဲလို့မေးတယ်သူကငါမင်းကိုထားပြီးမသွားဘူးလို့ပြောတယ်